တောက်နေတာနဲ့ပဲကြီးလာတာပဲကိုက6လလောက်သွားပြီးဘလို့များတရိတ်ဆန်လို့ဖြစ်အောင်လွတ်ထားတာလဲနည်းနည်းပိုစားခွင့်ပေးလိုက်တာပါနည်းနည်းဟုတ်လားကားတာရအောင်ကွဲထွက်မတက်ထိုင်တတ်တာသူ့ကိုမခံနိုင်တော့ဘူးတနေရာကိုသွားမယ်မင်းဒီမှာပဲနေခဲ့ရမယ်ကိုမသွားဘူးအသားစားခြင်းနဲ့ကိုမသွားဘူး3လလောက်စောင့်ရှောက်ပေးပါနည်းနည်းဆင်းရဲဒုက္ခခံရပါစေ10ကီလိုလောက်လျှော့ချဖို့ပဲတောင်းဆိုပါတယ်ပြီးရင်နောက်ထပ်2သိန်းပေးမယ်ဆင်းရဲဒုက္ခခံပြီးအပြင်လောကအမှန်တရားကိုသိလာပါစေသူ့အမေကအလိုလိုက်လုံးလို့ပါစီကံမရှိဘူးအိမ်ဖော်ကိုရိုက်တဲ့ဆရာမတွေကိုလည်းဆဲတယ်လူ9ယောက်စာစားတယ်လမ်းတော်မလျှောက်နိုင်တော့အောင်ဝတ်နေပြီးကိုကအရန်အလုံများတယ်ပတ်စံကပြဿနာမဟုတ်ဘူးသူ့ကိုပြောင်းလဲသွားအောင်လုပ်ပေးဖို့ပဲလိုတယ်ပတ်စံကိုလက်ခံတယ်ဖေပါလောက်တာလဲအင်တာနက်နဲ့လေးပေးဆက်မှမရှိတဲ့ဒီအမိုက်ပုံထဲမှာကိုမနေဘူးငါ့ကိုတက်ချင်တာလားဗစက်ပိတ်ပြီးဒီမှာ3လနေရမယ်ကက်တွေကိုပိတ်ပြီးပတ်စံတွေကိုလည်းတိမ့်လိုက်ပြီးသွားချင်ရင်သွားတော့ဒါပေမဲ့တပြားမှပေးမှာမဟုတ်ဘူးသူ့ကိုအပ်ခဲ့တယ်တင်းတင်းကြပ်ကြပ်ထားပြီးလိုအပ်ရင်အပြစ်ပေးပါမသေးသွားသမျှဘာမဆိုလုပ်လို့ရတယ်သူကကြီးမားတဲ့ပြဿနာကြီးတစ်ခုထားခဲ့တယ်ဖေကမင်းကိုဘလောက်ပေးလဲနှစ်ဆပေးမယ်အခုချက်ချင်းမျိုးတဲကိုပို့ပေးပါပူလာအေးတစ်ခွက်ပေးပြီးချက်ပြုတ်ဖို့သွားလို့ဟင်းပွဲငါးပွဲလုပ်ပေးအသားနဲ့ဟင်းသီးဟင်းရွက်လေးပွဲအမြန်လုပ်မီးဖို့ချောင်ကဟိုးမှာပဲစားချင်ရင်ကိုယ်တိုင်လှုပ်စားဟုတ်တယ်ကိုယ်တိုင်လှုပ်စားကိုကဘယ်သူလဲဆိုတာသိလားရှန်ကျန်းရဲ့သမီးပဲမင်းကိုဝန်ဆောင်မှုပေးဖို့ဖေကပတ်စံပေးထားတာတင့်အဖေကပညာသင်ကြားပေးဖို့ပတ်စံပေးတာပါဝန်ဆောင်မှုပေးဖို့မဟုတ်ဘူးနဲ့ဒီ channel ဝင်လာရင်ကိုစီကန်းကိုလိုက်နာရမယ်3ကိုစီကန်းမှာအိမ်ဖော်မရှိဘူးဘလို့နေလဲဆိုတာပြောပြမယ်ကိုအတွက်ပတ်စံကအဓိကပဲအခုချက်ချင်းအစားတောက်ပြင်ပေးဒီမှာပတ်စံကအာနာမတက်ရောက်ဘူးကိုကပဲဥပဒေပဲမက်ခရိုရေခတ်ပြီးရေစီကိုဖြည့်ရမယ်ရေတွင်းက1ကီလိုမီတာအကွာအောက်မှာရှိတယ်တောင်ပေါ်မှာ1ကီလိုမီတာအကွာဝေးကတစ်သားတွေကိုခုတ်ရမယ်ရေစီတဝက်တောင်မဖြစ်ရဘူးမှန်တယ်ရေစီတဝက်ကအစားစာတနက်စာနဲ့ညီမျှတယ်မနက်စာနေ့လယ်စာညစာကိုကြိုက်ရာရွေးပေါ်အယုံတက်ကနေညနေဆောင်ထိခီးဆက်ပြီးဘသူ့ကိုမှလည်းမကူညီဘူးခြံထဲမှာကိုယ့်လုပ်ကိုလုပ်တယ်ပန်းပင်တွေကိုရေလောင်းပြီးစီးရိုးကိုပြုတ်ပြင်တယ်မငီးမညူပဲပို့ကြိုးစားပြီးအလုပ်လုပ်တယ်ရိုးရှင်းတဲ့အစားစာကိုပဲစားတယ်ကိုအားကိုပြီးအောင်မြင်လာတယ်စားဖို့အချိန်ရောက်ပြီဒါကကိုအတွက်ပဲဒီနေ့ကျုပ်ရဲ့အရသာကောင်းကသူ့ကိုပျော်ရွှင်စွာပြုံးစေတယ်ဟေးဘာလို့ဒီမှာတယောက်တည်းနေတာလဲမျိုးကြီးကအဆူညံတယ်ကိုယ့်ရဲ့စိတ်နှလုံးတည်ငြိမ်ရာရှာခြင်းလို့ပါအရင်ကဘာလုပ်ခဲ့လဲဖေလိုပဲလုပ်ငန်းလုပ်တာပေါ့ဒါဆိုဘာလို့အရှုံးမြတ်တွေဖြစ်ခဲ့တာလဲငင်းချမ်းရေးနဲ့တဘာဝလူမျိုးပူတန်မိုးရှိတဲ့အရာတွေရှိတယ်အကုန်တော့နားမလည်ပေမဲ့လေးစားတဲ့အကြည့်နဲ့ကြည့်တယ်ဒီမှာဖုန်းလိုင်းတိတ်မရှိပေမဲ့ဒီနေ့တော့ဖုန်းဝင်လာတယ်သမီးကင်းဖေကဘဲကိုခေါ်သွားတာလဲတနာစရာမိမကနှောက်ယှက်နေတာလားအစားကောင်းကောင်းစားရရဲ့လားဖေကရက်ဆက်တယ်ရပောင်းများစွာရောက်အောင်ရန်ဖြစ်ခဲ့ရတယ်မကြောက်နဲ့လိပ်စာပေးရှာခဲ့မယ်ဒီကနေထွက်သွားကြရအောင်အရသာရှိတဲ့အစားအစာနဲ့ဂိမ်းဆက်အစ်စ်ပေးမယ်မေသမီးအဆင်ပြေပါတယ်ဘာပြောလိုက်တာလဲအဆင်ပြေတယ်လို့ပြောတာပါစားတယ်အိတ်တယ်ဘယ်သူမှမနှောက်ယှက်ဘူးချက်ပြုတ်တက်လာပြီဒီနေ့ငရုတ်သီးနဲ့အသားကြော်မယ်အရန်စားကောင်းတယ်ကောင်းပြီဂယူးဆိုင်ပါပတ်စံရှိလားဒီမှာဘာမှမတုံးရတော့လုံလောက်ပါတယ်အတိတ်ပဲရှိတဲ့အလုပ်တစ်ခုလုပ်နိုင်တယ်လို့ခံစားရတယ်ငရုတ်သီးတွေကချင်းတောင်းထဲမှာရှိတယ်အသားတွေကိုကြက်တုံဖြူညံ့ထက်အဲ့ဒီဖုန်းခေါ်ဆိုမှုကအရာအလုံးကိုပြောင်းလဲသွားစေတယ်အလုပ်လုပ်တဲ့အခါပို့ပြီးတိတ်ဆိတ်လာပြီးအာယုံစိုက်လာတယ်ချက်ပြုတ်တဲ့အခါပုံမြန်ပြီးထိရောက်အောင်ဘယ်လိုလုပ်ရမလဲစဉ်းစားတယ်ရိုးရှင်းတဲ့ဟင်းပွဲတွေကိုဘယ်လိုအရသာရှိအောင်လုပ်ရမလဲစဉ်းစားတယ်ရေပြင်ထဲကသူ့ရဲ့ပုံရိပ်ကိုကြည့်ပြီးသူစိမ့်တယောက်ကိုမြင်နေရတယ်လို့တွေဝေနေတယ်သူ့ရဲ့ဝါကစ်မျက်နှာမှာထင်ရှားတဲ့ထောင်ချိုးတွေပေါ်လာတယ်စူကင်လို့ခေါ်တဲ့ဝါတုတ်ကလေးကခန္ဓာကိုယ်ထဲကနေပျောက်ကွယ်သွားတယ်လင်းယူလန်ကအော်ဟစ်စော်ကားတာမျိုးမဟုတ်ပဲပထမဆုံးအကြိမ်အနေနဲ့နာမည်ကိုသုံးလာတယ်ကြက်ချံကိုပြုပြင်တင်တယ်ပြိုကျတော့မလို့ဖြစ်နေပြီအဲ့ဒီအချိန်ကစပြီးဒီနေရာကိုတာဝန်နဲ့အိမ်တလုံးလိုမြင်လာတယ်စူကင်ကတောင်တရားကိုစိတ်ဝင်စားလာတယ်အချင်းထောင်တစ်ခုမဟုတ်တော့ပဲစူးစမ်းကျင်တဲ့အသက်ရှင်မှုအရင်မြစ်တစ်ခုဖြစ်လာတယ်ဟေးလင်းယူလန်ကိုနာမည်ကိုသုံးဖို့ကျင့်သားရနေပြီမနှက်ဖြန်တောင်ပေါ်ကိုခေါ်သွားပေးမယ်သူ့ရဲ့မျက်လုံးတွေထဲမှာစစ်မှန်တဲ့စူးစမ်းလိုမှုတွေပေါ်လာတယ်အဝေးကိုထွက်ပြေးဖို့အစီအစဉ်မဟုတ်တော့ဘူးလမ်းကကြမ်းတမ်းပြီးငွေတွေလည်းရှိတယ်တမင်တကာပဲသူ့ကိုခြောက်လန့်လိုက်တယ်မကြောက်ပါဘူးအခုတေချာပေါက်တန်မာလာပြီးကောင်းပြီမနှက်ဖြန်မှုရှာဖို့သွားကြမယ်ဒါပေမဲ့ချင်းတောင်းယူသွားရမယ်ခဏလောက်အနားယူကြရအောင်တော်ပြီးပြန်လို့ရတယ်မလုပ်ဘူးမို့ရှာမယ်လို့ပြောထားတာမို့ရှာမှာပဲဒီမိုတွေကစားလို့ရတယ်ဒါပေမဲ့ပုံစံနဲ့အနံ့ကိုတေချာစစ်ဆေးပါဒီမိုတွေကိုတောင်ပေါ်မှာမခူးနဲ့မစားနဲ့တစ်ပင်တွေကိုကြည့်ပြီးလမ်းညွှန်ယူပါဒါမျိုးကိုအင်တာနက်ကနေမသိယူနိုင်ဘူးဆိုစွတ်နေတဲ့ထင်းရှူတော့ကဘိုလက်မိုတွေအတွက်အကောင်းဆုံးနေရာပဲတော်တော်ကန်ကောင်းတာပဲတွေ့သွားပြီအဲ့ဒီပျော်ရွှင်မှုကဗီဒီယိုဂိမ်းနိုင်တာထက်အစတရပိုပြီးစစ်မှန်တယ်အဲ့ဒါကရိတ်သိမ်းရတဲ့အလေးချိန်ပဲအရန်အရသာရှိတာပဲဘဝမှာစားဘူးတမျှထဲမှာအကောင်းဆုံးပဲလင်းယိုဗရန်ဒါတွေတင်ပေးလို့ကျေးဇူးတင်ပါတယ်တပုံစံနဲ့ကောင်မလေးကအခုတော့စေတနာအပြည့်နဲ့ရိုးသားတဲ့မျက်လုံးတွေပိုင်ဆိုင်လာပြီအချိန်တွေကုန်လွန်သွားပြီဒီကိုရောက်တာ2လတောင်ရှိပြီပုံမှန်နေထားအတိုင်းလိုက်ရောညီထွေဖြစ်လာတယ်အယုံတက်လုပ်ပြီးညနေဆောင်အနားယူတယ်စူကင်ကမြို့ပြဘဝကိုလုံးဝမေ့သွားတယ်အဲ့ဒီအထုပ်ကသူ့ရဲ့အထောက်ထားကိုတတိပေးတဲ့သတင်းစကားဖြစ်လာတယ်